ဒီနေ့ vlog မှာအာချောင်းပြီးဆူတောင်းလိုက်တာတကယ်ကိုဆူတောင်းပြေသွားလို့အဒိတ်ထန်ထားတဲ့အတိုင်းအေးသွားကတ်လိုက်ရတယ် Thomas Bryan ဆက်ယုတ်ကြီးနောက်တဲ့အဒိတ်ထန်အောင်ပွဲအနေနဲ့သွားရောက်ကတ်လူဆူတောင်းဖို့အတွက်လက်ချက်မီးမယ်တော့ရှိတဲ့အကြောင်းကိုသွားပြစ်ခဲ့ပါတယ်ကဲဒီနေ့ကျွန်တော်တို့ဒိတ်ထန်ထားတဲ့အတိုင်းအောင်မြင်ခဲ့တဲ့တူကဘန်ကောက်မြို့မှာကျွန်တော်တို့ပတ်ပြီးတော့အဒိတ်ထန်အောင်ပွဲလေးတွေလိုက်ပတ်ပေးမှာဖြစ်ပါတယ်ဒီ vlog ကတော့ပေါ့နော်ဘယ် blogger မှမလုပ်သေးတဲ့ကျွန်တော်တို့ဒိတ်ထန်အောင်ပွဲပတ်ပြီးတဲ့ vlog တစ်ခုလို့ပြောရမလို့ဖြစ်နေပါတယ်ပထမဆုံးဒီဗီဒီယိုလေးကိုကြည့်တဲ့အခါမှာသတိပေးချင်တာကတော့မယုံကြည်နေပါသေးမတော်ကားမိပါသေးနဲ့ကဲ၍ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒိတ်ထန်မိခဲ့လို့ရှိရင်ထန်အောင်သွားလို့ရှိရင်လည်းအောင်ပွဲလေးပေးဖို့မမေ့ပါနဲ့ခင်ဗျာပထမဆုံးအနေနဲ့ရောက်လာတဲ့နေရာလေးကတော့အပြင်မှာ online ပေါ်မှာဝေးကြီးနဲ့ပတ်သက်လို့ရှိရင်ဆူတောင်းအရန်ပြည့်တယ်လက်ချမီမေတော်ကြီးစီအရင်ရောက်ရှိလာတာဖြစ်ပါတယ်မေတော်ရဲ့အကြောင်းလေးကတော့ဖုန်းကြီးကျောင်းထဲမှာတရှိတာဖြစ်ပါတယ်မေတော်ကထိုင်းမှာမဟုတ်ဘူးမြန်မာနိုင်ငံမှာလည်းယုံကြည်ကိုးကွယ်သူတွေအလွန်များပြပါတယ်ဒီဒိတ်ထန်အောင်ပွဲကတော့ဆူတောင်းလိုက်တာတပတ်အတွင်းကိုပြည့်သွားတာဖြစ်ပါတယ်မေတော်ကလူတဲ့ပွဲလေးတွေကတော့ဈေးအမျိုးမျိုးရှိပါတယ်မေတော်စီကိုပွဲပေးဖို့သွားနေပြီဖြစ်ပါတယ်မေတော်ကျောင်းဆောင်ပေါ်မှာတကယ်ကိုလူတွေကလည်းအများကြီးပါပဲပထမဆုံးဖျားအောင်ရင်ကြော့ပါတယ်ပြီးတော့မှမေတော်စီမှာအောင်ပွဲကိုကပ်ပါတယ်ထိုင်းမင်းသမီးတယောက်ကလည်းမေတော်စီမှာဆူတောင်းပြီးတော့ထီပေါက်သွားတယ်လို့လည်းကြားဘူးပါတယ်မေတော်ရဲ့လက်နဲ့ခြေတော်မှာမိမိရဲ့ဖုန်းတို့ပတ်စံအိတ်တို့ထိပြီးတော့လေငွေကြေးရွှင်လန်းအောင်ဆူတောင်းကြပါသေးတယ်ဒါကတော့မေတော်ကျောင်းဆောင်ပေါ်ကမြင်ကွင်းလေးတချို့ဖြစ်ပါတယ်နောက်တော့အမွှေးတိုင်းကတ်လူပြီးတော့ပူဇော်ခဲ့ပါသေးတယ်ဘာလို့ဆူတောင်းလို့ဒိတ်တန်အောင်သွားတာလဲလို့မမေးချင်းနော်အောက်ထပ်မှာလေတခြားကတ်လူလို့ရတဲ့နရုပ်တွေရှိပါသေးတယ်ဒါကတော့ရိုးရမပြဲရေကမှုစာမဲ့မမဖြစ်ပါတယ်ရေကမို့စားရင်ပဲများအခုနောက်တစ်နေရာကတော့ထိုင်းနေကြမှာအရန်ကိုရေပန်းစားနေတဲ့ဆူတောင်းပြေ Optimus Prime စက်ရုပ်ကြီးစီသွားမှာဖြစ်ပါတယ်နည်းနည်းတော့တမျိုးတော့ဖြစ်သွားတယ်မလားကျွန်တော်လည်းအဲ့သတင်းဖတ်လိုက်တော့ကတော့အဲ့လိုမျိုးပါပဲကိုလည်း line ပေါ်မှာတွေ့တော့အာချောင်ပြီးဆူတောင်းလိုက်တာတကယ်ပြည့်သွားလို့အေးလာကတ်လူနေရပါပြီစက်ရုပ်ကြီးကလမ်းလေးခွဆုံမှာတည်ရှိတာဖြစ်ပါတယ်ကိုလည်းကားတိုက်ခံမှာကြောက်တော့ဘေးရပဲကတ်လူခဲ့ပါတယ်ထိုင်းနေရကြည့်ပြီးတော့ရည်သွားကြပါသေးတယ်စက်ရုပ်ကြီးရှေ့မှာအတေပတီတွေလာမလောက်ကြဖို့လဲစာကတ်ထားပါသေးတယ်ဒီကကားတိုက်မှာဆိုလို့ပါတော့ကိုလည်းအရှိကနေဓာတ်ပုံရိုက်ပြီးတော့မှတခြားလူတွေကတ်လူထားတဲ့အေးဘေးနားမှာကိုလည်းကတ်ထားခဲ့ပါတယ်ကိုလည်းစက်ရုပ်ကြီးနားမှာဘယ်သူမှမရှိလို့ကိုလည်းနည်းနည်းမေးခွန်းတော့ထွက်သွားတယ်ပေါ့နော်ဒါမားကတင်လားဂယ်လားပေါ့နော်အော်ငါလည်းယုံလွင်နေပြီလားဆိုပြီးတော့တွေးတဲ့ချိန်မှာပဲမင်းကလေးတယောက်ဒိတ်ထန်အောင်လို့ပတ်ပြေးနေတာကိုတွေ့ခဲ့ရပါတယ်ဒါဆိုလို့ရှိရင်လိုင်းပေါင်ကသတင်းတွေကအမှန်ပေါ့တချို့တွေကဆူတောင်းတယ်ဆူတောင်းပြေးလို့ရှိရင်ဘယ်နှပတ်ပြေးပါမယ်ဆိုပြီးတော့ဒိတ်ထန်ကြတာဖြစ်ပါတယ်ကျွန်တော်ကတော့ရှက်လို့ဆူတောင်းပြေးအေးအေးကတ်မယ်ဆိုပြီးတော့ပဲဒိတ်ထန်ထားခဲ့တာဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်တဲ့လူလေ Optimus Prime စက်ရုပ်ကြီးစီမှာဆူတောင်းပြေးခဲ့လို့ရှိရင်ဘယ်နှပတ်ပြေးမယ်ဆိုပြီးတော့ဒိတ်ထန်ကြည့်လိုက်ပါဒိတ်ထန်အောင်သွားရင်တော့ဘန်ကောက်လာပြီးပတ်ပြေးရမှာနော်နောက်တဲ့ vlog တွေမှာပြန်လဲသုံးလို့ကြမယ်ဗျို့